ကိုဘွားရဲ့လမ်းကြောင်းကိုတကယ်ပဲပြောင်းလဲကြည့်ဖို့စဉ်းစားဖို့ကြလားဒီနေ့မှာတော့ရှာမကြီးမင်းမင်ခင်ရဲ့စာအုပ်ထဲကနေကိုပြောင်းလဲဖို့အတွက်တကယ်ကိုအစွမ်းထက်တဲ့သင်ခန်းစာတွေကိုအတူတူလေ့လာကြည့်ကြအောင် တကယ်ကိုခိုင်မာပြီးရေရှည်ခံတဲ့ပြောင်းလဲမှုတိုင်းကလေရိုးရှင်းတဲ့အတွေးခေါ်တစ်ခုကနေစတင်တယ်လို့ဆိုပါတယ်အဲ့ဒါကဘာလဲဆိုတာကိုဒီစာအုပ်ကိုအခြေခံပြီးပြောပြသွားမှာပါကဲဒီစာအုပ်ထဲကတော့တော်လက်အားကောင်းတဲ့စကားတစ်ခုနဲ့အရင်ဆုံးအစာဖြူကြည့်အောင်ဒီအချက်ကပဲတိုးတက်ပြောင်းလဲဖို့နဲ့ထင်ယူလေးလာမှုစီကိုဥတီမဲ့ခီးရဲ့အစာပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာသင်ခန်းစာ25ချက်တောင်ပါပဲမဲ့အဲ့ထဲကမှအတိကကျတဲ့အကြောင်းအရာကြီး၄ခုကိုပဲခွဲပြီးတော့ဆွေးနွေးသွားပါမယ်ကဲဆက်လိုက်ကြရအောင်နော်ပထမဆုံးနဲ့အရေးကြီးဆုံးသင်ခန်းစာကတော့ဒီဟာအလုံးဟာကျွန်တော်တို့ရဲ့စိတ်ထဲကဘဝကိုရှုမြင်တဲ့သဘောထားကနေစတင်တယ်ဆိုတာပါပဲသဘောထားဆိုတာဘာဟုတ်ပြောတာလဲဒါကိုကိုယ့်အတွင်းမှာရှိတဲ့ engine set တစ်ခုလို့မြင်ကြည့်လိုက်လို့ရတယ်ကိုယ့်ဘောရဲ့ပြောင်းလဲမှုအလုံးကိုစွန့်ရင်ပေးမောင်းနှင်ပေးနေတဲ့ရာတစ်ခုပေါ့အဝီကိုယ့်ရဲ့သဘောထားကိုပြောင်းလဲရမယ်ဆိုတာသိပြီဒါဆိုဘယ်လိုပြောင်းလဲနိုင်မလဲဒီစာအုပ်ထဲမှာလက်တွေ့ကြလမ်းညွှန်ထားတဲ့နည်းလမ်း9ချက်ရှိပါတယ်ဒီအချက်9ချက်ထဲကစိတ်ဝင်စားစရာကောင်းတဲ့အချက်ကချို့ကိုကြည့်အောင်ဥပမာသဘောထားဆိုတာရွေးချယ်မှုတစ်ခုဆိုလိုတာကဘလို့အချင်းကြီးမျိုးမှာပဲဖြစ်ဖြစ်ကိုယ်ဘလို့တွန့်ပြန်မလဲဆိုတာကကိုယ့်လက်ချက်မှာပဲရှိတယ်ဆိုတဲ့သဘောပါနောက်တစ်ခုကပညာဉာဏ်နဲ့အသိပညာမတူညီဘူးဆိုတာအသိပညာကိုစာအုပ်တွေကနေရနိုင်ပေမဲ့ပညာဉာဏ်ကတော့တကယ်လက်တွေ့ဘဝအတွေ့အကြုံကနေပဲရနိုင်တာမျိုးပါသဘောထားအသက်ရှိအောင်လည်းတော့အရာရာကပြောင်းလဲမသွားသေးပါဘူးအဲ့ဒါကိုလက်တွေ့ဘဝမှာအသုံးချနိုင်ဖို့လိုအပ်ပါတယ်လက်တွေ့မပါတဲ့အတွေ့ဟာအတွေ့သက်ပဲလေဒီနေရာမှာ comfort zone ဆိုတဲ့သဘောတရားတစ်ခုဝင်လာပါတယ်ကိုယ်နဲ့ယဉ်နီးပြီးတက်တောင်တက်တာရှိတဲ့နေရာမှာပဲဆက်နေမလားဒါမှမဟုတ်ကိုယ့်ရဲ့တိုးတက်မှုအတွက်အပြင်ထွက်ပြီးစိုင်ခေါ်မှုတွေကိုရင်ဆိုင်မလားဆိုတဲ့ရွေးချယ်မှုပါပဲဆိုတော့ကိုယ့်ရဲ့အတွေ့တွေကိုလက်တွေ့ဖြစ်လာအောင်ဘယ်လိုလုပ်ကြမလဲအမားတွေကိုတဲ့ရင်ဆိုင်မယ်အတွေ့အကြုံတစ်တွေရှာဖွေမယ်ပြီးတော့ရွေးချက်ရှိရှင်သန်နေထိုင်မယ်ဒီလိုနီးလန်းနေနဲ့လှုပ်ဆောင်နိုင်ပါတယ်ကဲနောက်ဆုံးအချက်ကတော့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုဆိုတာဘဝတစ်သက်လုံးသွားရမယ့်ခရီးတစ်ခုဖြစ်ရှုမြင်မှုပါပဲကိုယ့်ကိုတွန်းတက်အောင်လုပ်တာကိုပန်းဝင်ရမယ့်ပြိုင်ပွဲတစ်ခုလို့မဟုတ်ပဲခီးရှည်တစ်ခုလို့သဘောထားလိုက်တဲ့အခါစက်ဖီးစီးမှုတွေနေပါပြီးစိတ်ခေါ်မှုတွေကိုရင်ဆိုင်ရတာပိုပြီးလွယ်ကူလာပါလိမ့်မယ်ဒီအကြောင်းအရာတွေကိုနားထောင်ပြီးတဲ့နောက်မှာကိုမေခွန်းတစ်ခုပြန်မေးကြည့်အောင်ဒီနေ့အခုချက်ချင်းကိုယ့်ရဲ့အတွေးတွေကဘယ်အရာတစ်ခုကိုပြောင်းလဲကြည့်မလဲဒါလည်းတော့အမြဲတည်ရစေချင်ပါတယ်တကယ်ပြောင်းလဲမှုဟာကိုယ့်အတွင်းစိတ်ကနိစတင်တာပါကိုယ့်စိတ်ကိုပြောင်းလဲနိုင်ပြီဆိုရင်ကိုယ့်ဘဝကိုလည်းပြောင်းလဲနိုင်ပါပြီ